ယုံမှာတော့မဟုတ်ပါဘူးဂျပန်နိုင်ငံမှာစွန့်ပစ်လိုက်တဲ့ family တွေကိုရေပေါ်မှာပေါ်လို့ပေါ်နိုင်နေပြီးအလွန်ခိုင်ခန့်တဲ့ကြောက်ခဲတွေဖြစ်အသွင်ပြောင်းလဲပြကြပါတယ် family အညစ်အကြေးတွေကိုစုဆောင်းပြီးရင်တော့စိတ်ယုံကိုပို့ဆောင်ပြီးရင်တော့စိုးထိုင်းစာတွေကိုဖယ်ရှားဖို့အတွက်အပူချိန်မြင့်မားတဲ့နေရာမှာ2နာရီခန့်အချောက်ခံပါတယ်အဲ့နောက်မှာတော့အဲ့ဒီ fan တွေကိုအစာကျွေးတဲ့ခန်းတွေကိုလောင်းထိပ်ပြီးကျိတ်ဆက်စီပို့ဆောင်ပါတယ်အဲ့မှာ family တွေကို10 mm လောက်ရှိတဲ့အပိုင်းအစာလေးတွေဖြစ်အောင်ခြေဖြတ်ပြင်ပါတယ်ပလတ်စတစ်နဲ့တခြားအညစ်အကြေးတွေကိုတော့လူကိုယ်တိုင်လက်နဲ့တီးချဖယ်ရှားပါတယ်။အိမ်နောက်ဖန်အပိုင်းစာတွေကို200 မိုက်ခရွန်အထိတီးငယ်တဲ့အမှုန့်တွေဖြစ်အောင်ထပ်မံကြည့်ခွဲပါတယ်။ဒီအမှုန့်တွေကိုဖြည့်ဆွက်ပစ္စည်း3မျိုးနဲ့တမအောင်ရောမွေပါတယ်။ရရှိလာတဲ့အနှောကိုကွန်ဗီယာပလန်ပေါ်တင်ပြီးအပူချိန်1000 ဒီဂရီဆဲလ်စီယပ်နီးပါးရှိတဲ့မီးဖေထဲမှာအပူပေးပါတယ်။ပြင်းထန်တဲ့အပူချိန်ကြောင့်အဲ့ဒီအနှောကပွားတက်လာပြီးလေပူဖောင်းလေးတွေဖြစ်ပေါ်လာကစူပါဆိုးလို့ခေါ်တဲ့အလွန်ပေါ့ပါတဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။၎င်းကလေအိတ်လေးတွေတန်းနဲ့ချီပါဝင်တာကြောင့်ရေပေါ်မှာပေါ်လို့ပေါ်နိုင်ပေမဲ့အလွန်ခိုင်ခန့်ပါတယ်။ဒါကြောင့်သူ့ကိုစောက်လို့ရေးလုပ်ငန်းတွေရေစစ်ထုတ်တဲ့စနစ်တွေနဲ့ပန်းအလှဆင်တဲ့လုပ်ငန်းတွေမှာအကျယ်တဝင့်အသုံးပြုကြပါတယ်။ဒါဟာ family အညစ်အကြေးတွေအတွက်အပြည့်စုံဆုံးပြန်လည်အသုံးချမှုတန်တရာပဲဖြစ်ပါတယ်။အတိတ်တော်နီးပညာဗဟုသုတတွေသိရဖို့အခုပဲ follow လုပ်ထားလိုက်ပါတင်ယုံမှာတော့မဟုတ်ပါဘူးဂျပန်နိုင်ငံမှာစွန့်ပစ်လိုက်တဲ့ family တွေကိုရေပေါ်မှာပေါ်လို့ပေါ်နိုင်နေပြီးအလွန်ခိုင်ခန့်တဲ့ကြောက်ခဲတွေဖြစ်အသွင်ပြောင်းလဲပြကြပါတယ် family အညစ်အကြေးတွေကိုစုဆောင်းပြီးရင်တော့စိတ်ယုံကိုပို့ဆောင်ပြီးရင်တော့စိုးထိုင်းစာတွေကိုဖယ်ရှားဖို့အတွက်အပူချိန်မြင့်မားတဲ့နေရာမှာ2နာရီခန့်အချောက်ခံပါတယ်အဲ့နောက်မှာတော့အဲ့ဒီ fan တွေကိုအစာကျွေးတဲ့ခန်းတွေကိုလောင်းထိပ်ပြီးကျိတ်ဆက်စီပို့ဆောင်ပါတယ်အဲ့မှာ family တွေကို10 mm လောက်ရှိတဲ့အပိုင်းအစာလေးတွေဖြစ်အောင်ခြေဖြတ်ပြင်ပါတယ်ပလတ်စတစ်နဲ့တခြားအညစ်အကြေးတွေကိုတော့လူကိုယ်တိုင်လက်နဲ့တီးချဖယ်ရှားပါတယ်။အိမ်နောက်ဖန်အပိုင်းစာတွေကို200 မိုက်ခရွန်အထိတီးငယ်တဲ့အမှုန့်တွေဖြစ်အောင်ထပ်မံကြည့်ခွဲပါတယ်။ဒီအမှုန့်တွေကိုဖြည့်ဆွက်ပစ္စည်း3မျိုးနဲ့တမအောင်ရောမွေပါတယ်။ရရှိလာတဲ့အနှောကိုကွန်ဗီယာပလန်ပေါ်တင်ပြီးအပူချိန်1000 ဒီဂရီဆဲလ်စီယပ်နီးပါးရှိတဲ့မီးဖေထဲမှာအပူပေးပါတယ်။ပြင်းထန်တဲ့အပူချိန်ကြောင့်အဲ့ဒီအနှောကပွားတက်လာပြီးလေပူဖောင်းလေးတွေဖြစ်ပေါ်လာကစူပါဆိုးလို့ခေါ်တဲ့အလွန်ပေါ့ပါတဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။၎င်းကလေအိတ်လေးတွေတန်းနဲ့ချီပါဝင်တာကြောင့်ရေပေါ်မှာပေါ်လို့ပေါ်နိုင်ပေမဲ့အလွန်ခိုင်ခန့်ပါတယ်။ဒါကြောင့်သူ့ကိုစောက်လို့ရေးလုပ်ငန်းတွေရေစစ်ထုတ်တဲ့စနစ်တွေနဲ့ပန်းအလှဆင်တဲ့လုပ်ငန်းတွေမှာအကျယ်တဝင့်အသုံးပြုကြပါတယ်။ဒါဟာ family အညစ်အကြေးတွေအတွက်အပြည့်စုံဆုံးပြန်လည်အသုံးချမှုတန်တရာပဲဖြစ်ပါတယ်။အတိတ်တော်နီးပညာဗဟုသုတတွေသိရဖို့အခုပဲ follow လုပ်ထားလိုက်ပါ